လူတော်တော်များများကအတင်းအုပ်တယ်ဟိုလူအတင်းပြောဒီလူအတင်းပြောလောက်တယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးပြောချင်းအပြင်သူတို့ရဲ့စိတ်ဖြီးစီမှုရော့သွားစေနိုင်တယ်လို့ခံစားရလို့ပေါ့နော်တချို့ကကြတော့လေဒီလိုမျိုးတခြားလူရဲ့မကောင်းကြောင်းအတင်းအုပ်ချင်းအပြင်သူတို့အချင်းချင်းကြားမှာရှိတဲ့relationship ဆက်ဆံရေးတွေပို့ပြီးတော့ရင်းနှီးလာတယ်လို့ခံစားရစေတယ်အဲဒါကြောင့်မလို့သူတို့ရဲ့မတိစိတ်ကမတိလိုက်ပဲနဲ့အဲ့လိုမျိုးအတင်းအုပ်တာကိုသဘောကျသွားတာမျိုးရှိတတ်တယ်ပေါ့နော်ဒါပေမဲ့အတင်းအုပ်တာကမကောင်းဘူးဘာလို့လဲဆိုတော့အကယ်၍ကိုကတူများကိုအတင်းအုပ်ဖူးထားတယ်ဆိုရင်ဥမာသူကလောက်ရက်တစ်ခုလောက်လို့အတင်းအုပ်ထားဖူးတယ်ဆိုရင်ကိုပြန်ပြီးတော့ပေါင်ခတ်လိုက်တယ်လို့ဖြစ်တယ်ဘာလို့လဲဆိုတော့ကိုကသူလှုပ်တဲ့အဲ့ဒီလှုပ်ရက်ကိုသွားပြီးတော့အတင်းပြောခဲ့ဖူးတဲ့အတွက်ကြောင့်မလို့ကိုလည်းငါအဲ့ဒီလှုပ်ရက်ကိုသွားလှုပ်လို့မရတော့ဘူးငါလှုပ်မိမယ်ဆိုရင်လူတွေကလည်းဒီလိုမျိုးငါကိုအတင်းပြောမယ်ဆိုပြီးတော့အဲ့ဒီစိတ်ကမတိစိတ်ထဲမှာကိန်းအောင်သွားတယ်အဲ့ဒီတော့သူများကိုမတိအတင်းပြောတာကကိုပေါင်ခတ်လိုက်တဲ့တဘောတက်ရောက်သွားတယ်အဲကြောင့်မလို့ဥမာပြောရမယ်ဆိုရင်ကိုကဥမာကိစ္စတစ်ခုကိုလှုပ်လိုက်တယ်တခြားလူတွေကတော့ကိုဘာမှပြောမှာတော့မဟုတ်ဘူးပြောချင်မှလည်းပြောမယ်ဒါပေမဲ့ကိုကသူများအတင်းအုပ်ခဲ့ဖူးတဲ့အတွက်ကြောင့်မို့လို့ကိုရဲ့မတိစိတ်ထဲမှာလည်းထင်နေမယ်အော်သူတို့လည်းငါလိုမျိုးပဲအရင်တော့ငါသူများအတင်းအုပ်ခဲ့ဖူးတယ်လို့မျိုးပဲအခုလည်းသူတို့ငါအတင်းအုပ်နေလောက်မှာပေါ့ဆိုပြီးတော့အဲ့ဒီမတိစိတ်ကကိုပြန်ပြီးတော့နှိပ်စက်စေတယ်ထင်အောင်ထင်မှာဖြစ်တဲ့စိတ်ပေါ့နော်အတိကတော့ဘာလို့အဲ့လိုဖြစ်တာလဲဆိုတော့ကိုရဲ့အရင်တော့ငါလှုပ်ခဲ့တယ်လှုပ်ရဲ့အမားဆိုတာထက်သူများကြားဖရမလားသူများလက်ညိုးတစ်ခုထိုးတယ်ဆိုရင်ကိုယ်စီမှာပြန်ထိုးတဲ့လက်ညိုးက3ချောင်းလောက်ရှိတယ်လို့ပြောတယ်လေဒီလိုသဘောပဲပေါ့နော်သူများကိုဘာမှမပြောရသေးပေမဲ့ကိုယ့်ရဲ့မတိစိတ်ကကိုအရင်ဆုံးဒီလိုဖြစ်မဲဆိုပြီးတော့ကိုလှုပ်ခဲ့ဖူးတဲ့ပုံစံကိုပုံဖော်လိုက်တာအဲ့တော့ကိုပေါင်ခတ်တလို့မဖြစ်သွားစေဖို့ဆိုရင်အကယ်၍သူ့ရဲ့လှုပ်ရက်ကဘသူ့မှလည်းမထိခိုက်ဘူးတူကိုယ်တိုင်ကိုလည်းမထိခိုက်ဘူးပြီးတော့ဒီကိစ္စကလည်းသူကိုယ်တိုင်ကိုထိခိုက်ခဲ့တယ်ဆိုရင်တော့မှသူဒီကိစ္စကိုလက်ခံနိုင်တယ်ရတယ်လို့သတ်မှတ်ထားတယ်ဆိုရင်အတင်းမပြောနဲ့ပေါ့နော်အတင်းပြောတယ်ဆိုတာကတနည်းအားဖြင့်ကိုခဏလေးပြောလိုက်လို့ကိုရဲ့စိတ်ဖြစ်စီမှုရောကြသွားနိုင်တယ်ဆိုပေမဲ့ကိုပေါင်ခတ်လိုက်တယ်လို့မျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲကြောင့်မလို့ဖြစ်နိုင်အတင်းမပြောကြပါနဲ့နော်